ကြာသာပရိသတ်သမီးတွေအသက်ကိုရှင်းနဲ့စားလို့6ကျွန်းတဲ့ခါမှာနေပုံထိုင်ပုံလေးဘယ်လိုပြုမှုနေထိုင်တဲ့ဆိုတာကိုအကြံဉာဏ်ပေးမှဖြစ်ပါတယ်အဲ့တော့အသက်ကိုရှင်းနဲ့စားလို့6ကျွန်းတဲ့နှစ်ဟာကြာသာပရိသတ်သမီးတွေမိမိကိုယ်ပိုင်ကံတရားမိမိကိုယ်ပိုင်ကံတရားလူတွေမှာကွာကိုယ်နဲ့ကိုယ်အတိုင်းဝိုင်းနဲ့ပတ်သက်တာရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ကံတရားရတော့ကြီးကြီးမားမားကြောက်စရာအကြောင်းမရှိဘူးလုပ်ငန်းပိုင်းဆိုလို့ရှိရင်လုပ်ငန်းတိုးချဲ့တာတွေမလုပ်သင့်ဘူးပုံမှန်လေးပဲလက်ပတ်အောင်ပဲထိမ့်သိမ်းလုပ်တဲ့နေအဲ့ဒီလိုနှစ်တည်းမှာအိမ်တွင်းရေးတွေပူညံဖြစ်တတ်တယ်နော်ဒါပေမဲ့ပူညံဖြစ်တတ်တဲ့ခါကျတော့ဆရာမတို့ကလေအိမ်ပူတဲ့အိမ်ဟာစီးပွားမတက်ဘူးနော်အိမ်မှာစူညံဖြစ်တယ်အော်ကြီးဟစ်ကျဲတွေဖြစ်တယ်ရန်ဖြစ်ကြတယ်ဆိုရင်အဲ့အိမ်ဟာစီးပွားဖြစ်ထားတဲ့စားလို့ရှိရင်မကောင်းတဲ့အရေးငွေတွေခိုးအောင်တတ်တယ်အဲ့ဒီခါကျတော့ဖြစ်နိုင်လို့ရှိရင်အဲ့လိုမလုပ်ပါနဲ့နောက်ပြီးတော့တချို့အိမ်တွေမှာပေါ့နော်အိမ်ရင်းဖေကြီးကိုးကွယ်ကြတယ်အဲ့တော့ဒီလိုနှစ်မျိုးမှာအိမ်ရင်းဖေကြီးကိုးကွယ်တဲ့အိမ်ဟာကြတော့ဆွဲအုံးသီးကိုမပြတ်အောင်သတိထားမယ်ဆွဲအုံးကိုရွှေချတဲ့အုံးတွေဆိုင်နေမတုံးသင့်နောက်ပြီးတော့ဆွေမျိုးဆိုင်ဝိုင်းနဲ့ပတ်သက်ရင်စကားထိန်ပြောတဲ့တယ်ဆွေမျိုးတွေနဲ့ပတ်သက်ရင်အဝေးရပဲကိုကူညီထောက်ပံ့တဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကအကူညီတက်တန်းလို့ပေးရင်လည်းမဖြစ်စလောက်လေးများဆိုပြောမှာနော်အဲ့တော့ကူညီလဲစုံတယ်မကူညီလဲမုန်းမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်စကားထိန်ပြောမယ်ကိုတွေနိုင်တဲ့လောက်တော့ထောက်ပံ့ကြတာပေါ့နော်ပြီးတော့လူငယ်တွေကအချစ်ရေးကိုဦးစားပေးမိပြီဆိုလို့ရှိရင်ပညာရေးနဲ့ပြည်ပတ်သွားမယ့်ကိစ္စတွေမှာဟန်ချက်ပြတ်တတ်တယ်အဲ့တော့ဟုတ်ပြီအချစ်ရေးဆိုတာလူတိုင်းကြုံတွေ့တတ်တယ်ကြုံတွေ့တဲ့ခါကျတော့ဆမအချစ်ရေးကြုံတွေ့တာတော့မပြောဘူးဒါပေမဲ့အိမ်အောင်ပြုလိုက်မှတော့မကြိုက်ဘူးဘာလို့ဆိုအဲ့လိုနှစ်မျိုးတွေမှာအိမ်အောင်ပြုတဲ့ကလေးတွေကိုဆမတို့ကြည့်တဲ့အခါမှာအိမ်တွင်းရေးအိမ်အောင်ရေးငွေကြေးကိုယ့်ရဲ့ရည်ရွယ်ချက်တွေကဟန်ချက်ပြတ်သွားတာကိုတွေ့ရတော့အဲ့တော့ကိုယ်စီးပွားကိုရှာနိုင်တယ်နှစ်ဖက်အတိုင်းဝိုင်းသဘောတူတယ်အရွယ်လဲရောက်ပြီဆိုတော့ဒါကတော့ဆမတို့မတားပါဘူးနောက်အိမ်အောင်တဲ့မိန်းမတွေအဲ့လိုနှစ်မျိုးမှာကိုယ်အိမ်အောင်ဘက်ကိုစိတ်ကုန်တယ်ကိုယ်ကျင်စိတ်တွေပေါ်တတ်တယ်အဲ့တော့ကိုယ်လို့ရှိရင်ယောက်ျားမနေလက်ကိုပြစ်ဖြစ်မယ်အဲ့တော့ကိုယ်သဘောနဲ့ကိုယ်အိမ်အောင်ပြုရင်လည်းကိုယ်ဥဆောင်ရတဲ့အိမ်အောင်ရေးဖြစ်သွားမယ်ယောက်ျားတွေကကြတော့အဲ့လိုနှစ်မျိုးမှာအဲ့လာမြေဝဲနိုင်တာတို့အမွေရတာတို့ပညာသင်တန်းတို့အားကောင်းတဲ့နှစ်အဲ့ဒီလိုပဲမိန်းမတွေကလည်းကိုယ်ကိုလာပတ်သက်တဲ့နှစ်အဲ့တော့ကိုကအိမ်အောင်ကိုမပြုတ်နိုင်ကိုတရားဝင်လက်ထက်လို့ရတာမဟုတ်လို့ရှိရင်တော့မငြိစွန်းအောင်ထိန်းတယ်မထိန်းဘူးဆိုလို့ရှိရင်အသက်ကိုရှင်းနေစားလို့ကနန်းပြတ်သွားတာပေါ့နော်အဲ့ဒီကနန်းပြတ်သွားတဲ့နှစ်ပေါ့၃ညကျွန်းတဲ့နှစ်ပေါ့အဲ့ဒီကြလို့ရှိရင်တော့ဆမတို့မလိုလဲအတဲ့ပြဿနာတွေရှင်းရမယ်ကန်လည်းမတက်တော့ဘူးတော့ဒီလိုချက်ကလေးတွေနားထောင်နေဆိုရင်တော့ရွှေပြန်ဝင်တာအိမ်သုံးလက်စစ်ပစ္စည်းတွေဝင်တာကို့မှာအတွင်းရအပြင်ရရှိပေမဲ့လည်းဘယ်လိုခက်ခဲဖြစ်ဖြေရှင်းနိုင်တာမျိုးတွေကိုပိုင်ဆိုင်တယ်မထိန်ရင်ကြတော့လူမှုရေးငွေကြေးအိုးအိမ်ကိစ္စနေရာထိုင်ခင်းကိစ္စဆက်လျှော့ရမယ်မိမိမလုပ်တတ်တဲ့အလုပ်ကိုပြောင်းလိုက်မယ်တိုးချဲ့လိုက်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းဟာဆုံးရှုံးလိုက်မယ်ပတ်စံအဖက်မတည်ဘူးဖြစ်လိုက်မယ်လုပ်ငန်းလုပ်တယ်ဆိုတာကိုကျွမ်းကျင်တဲ့လုပ်ငန်းကိုလုပ်ခဲ့လို့ရှိရင်ပတ်စံမစုဆောင်းနိုင်တော့လေလုပ်ငန်းပြုတ်သွားတဲ့အဆင့်တော့မဖြစ်တော့ဘူးကျမ်းမာရေးအနေနဲ့ကကြတော့စိတ်ဖိစီးခြင်းအစာအိမ်အစာမစိတ်မှခါချောက်ဥပတ်ပေးမယ်ဒါပေမဲ့အဲ့ဒါကွာလက်ထက်မှာငွေအများကြီးမရှိဘူးငွေအများကြီးမရှိတော့တော့ခဏမဟုတ်နော်ပတ်စံများများရှိလို့ရှိရင်ဘဏ်ထက်မဲရွှေတွေပဲလှုပ်ထားလက်ထက်ငွေများများရှိရင်ကိုယ်အိမ်ပတ်ဝန်းကျင်မှာလည်းအာသုဘရှိလို့ရှိရင်တော့အဲ့ကျမကြီးစိတ်ပူရတတ်တယ်တကယ်လို့ဒါတွေမရှိဘူးဆိုစိတ်ပူစရာမလိုဘူးပြုလုပ်တဲ့နေရတွေကကြတော့ခွေးတွေကိုကျမတို့ဒါနပြုပါမယ်တစ်ပတ်ကို2ရက်တနင်္လာနေ့နဲ့တောက်ကြနေ့ညမုတ်ချုပ်လို့ရှိရင်မိမိတို့စားပြီးသားထမင်းကျန်းလေးနဲ့ငါးလေးနဲ့နေမယ်နေပြီးရင်ခွေးကိုကျွေးမယ်အကယ်လို့ငါးမရှိရင်ကျသားရှိလက်ကျက်နဲ့ကျွေးလိုက်ရတယ်ကြက်ရိုးရှိလက်ကျက်ရိုးနဲ့ကျွေးလို့ရတယ်
ကြက်ရိုးငါအောင်မရှိဘူးဆိုငါတက်တာဘူးလေးစားဖောက်ချွေးလိုက်ပါနော်ရံပေးဦးသူများမိမိရောမိမိတိုင်ဝမ်ရောပပျောက်ပါသလိုပြောကျွေးလို့ရှိရင်အဲ့ဒီအိမ်ဟာအိမ်တွင်းရေးမငြိမ်မညွတ်ဖြစ်တာလုပ်ငန်းတွေရပ်ဆိုင်းသွားတာပတ်စံတွေတော့ဒီငွေတွေဝင်သမျှဟာစင်းမရှိအင်းမရှိကုန်တာမျိုးတွေမဖြစ်တော့ဘူးရန်သူလည်းမရှိတော့ဘူးနေမကောင်းရင်လုံမကောင်းရင်အရေးကြီးကိစ္စရှိရင်တော့စက်သားနဲ့တခွားသီးကိုကိစ္စတွေမပြေလည်းမချင်းကိုခဏတော့ရှောင်ထားတဲ့စိတ်ချမ်းသာကိုကျမ်းမှတ်ပါစေ